ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်တော့ one army one comment အောက်မှာတော့ပေါ့ဒီချိန်မှာ number 1အရေးကြီးဆုံးဖြစ်လာတယ်ကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့စိတ်တော့မဆိုးနဲ့တကယ်လို့များကျွန်တော်ပြောတာရိုင်းသွားလို့ကြမ်းသွားလို့ကျွန်တော်မကြိုက်လို့ရှိရင်ကြိုက်တဲ့နေရာမှာဖမ်းလိုက်တတ်လိုက်ရတယ်ဘာမှဖြစ်ဖို့ကျွန်တော်တေဖို့လည်းမကြောက်လို့ပဲတီတိုလာရေးဝင်ခဲ့တာခိုင်ရိုင်းခပ်ပြပြောမယ်ဆိုရင်ဒီချိန်မှာ CDF မလိုတော့ဘူးအလိုလည်းမရှိတော့ဘူးပြည်သူတွေကလည်းမလိုချင်တော့ဘူးဘာလို့ဖို့လဲကျွန်တော်တို့တပ်မတော်တစ်ခုထဲမှာကျွန်တော်တို့စူးစီးဖို့လိုတယ်ဥပမာတစ်ခုပြောမယ်ဆိုရင်တော့ဖလန်တိုက်ပွဲ8လ6လကြာတဲ့ကျွန်တော်တို့ကြားဖြတ်တိုက်ပွဲမှာတိုက်နေတယ်လူလိုတယ်စီအဖွဲ့ဝင်က18ဖွဲ့လားမသိရှိမယ်ကျွန်တော်တိတိကျကျတော့မသိဘူးအဲ့ဒီရှိတဲ့အဖွဲ့ပေါ်များစွာစူးစီးတဲ့ကြားထဲမှာစစ်တိုက်မဲ့သူကလူပေါင်း1000တော့မပြည့်ဘူးလူပေါင်း1000တော့မပြည့်ဘူးပြောချင်တာအဖွဲ့အစည်းပဲများနေပြီမှစစ်တိုက်မဲ့သူမရှိဘူးအဲ့ဒါကျွန်တော်တို့မေးခွန်းထုတ်ရပါနော်အဖွဲ့အစည်းပဲများနေတယ်စစ်တိုက်မဲ့သူမရှိဘူးစစ်တိုက်နေတော့မှလူလိုပါတယ်ဆိုမှရှေ့တန်းမှာစစ်တိုက်တဲ့သူလူအကျန်းလိုအပ်နေတဲ့အချိန်မှာတန်ရရတဲ့သူနောက်ဆုတ်တာတော့မှစစ်တိုက်ဖူးတဲ့သူဒီမှာသူရုတ်သွားတဲ့အတွက်ကြောင့်ရှေ့မှာကြံခဲ့တဲ့သူတွေကအားမရှိတော့ဘူးအဲ့ဒီချိန်မှာတိုက်နေလုံးတန်းတန်းကြီးမှာဇုံဖေး CDF ကဇုံဖေးငါနှစ်ပြအထင်အမှတ်ဆိုပြီးသူတက်ကိုအကုန်ခောက်ခိုင်းတယ် KKG ကသူတက်ကိုအကုန်ခောက်ခိုင်းတယ် CNA ကပဲလက်ပြီးမှငါတို့ရဲဘော်လေးတွေနော်ရှင်းပြောရင်ချင်းပြည်နယ်တောင်ပိုင်းဖက်ကလာတဲ့မင်းသားကံပလေဝါသားလေးတွေမတေမချင်းတိုက်ခိုင်းနေတာမရဘူးအဲ့လိုကြိုက်လားမကြိုက်ဘူးကျွန်တော်ပြောမှာပဲစီလူကြီးတွေလည်းမကြိုက်ရကျွန်တော်ဌာနချုပ်မှာနေတယ်ကြိုက်တဲ့သူလားရှင်းပါစေရတယ်အဲ့လိုမျိုးပြောချင်တာကဒီချိန်မှာ CDF မလိုတော့ဘူး CDF တွေကိုဒေတာကိုစားပြုတဲ့ CDF တွေရှိနေတယ်ကျွန်တော်တို့ဘယ်တော့မှစူးစီးလို့ရမှာမဟုတ်ဘူးဝန်ကမင်းနဲ့လည်းဘယ်တော့မှတွားလို့ရမှာမဟုတ်ဘူးအဲ့ဒါပြည်သူတွေဒီထဲမှာရှိတဲ့ဒီ live show ကြည့်တဲ့သူတွေအကုန်လုံးလေးနဲ့နားထောင်ပေးစေချင်တယ်တုံးတပေးစေချင်တယ်ကျွန်တော်နေရာမှာလည်းဝန်ပြီးမှတုံးတကိုနေရာမှာလည်းတကယ်မျိုးချစ်စိတ်ရှိပြီးချင်းပြီးချင်းလက်အတွက်ချင်းလူမျိုးအတွက်ဆိုပြီးတွေးတဲ့သူမှန်တမ်း မင်းအောင်လှိုင်ကိုမကြိုက်တဲ့သူမှန်တမ်းကဒီအချက်ကိုလုံးဝထပ်သွင်းစဉ်းစားရမှာဖြစ်တယ်တိတ်ပါတယ်ကျွန်တော်ပြောချင်တာ F တွေအကုန်လုံးကိုဖြုတ်ပါဒါပေမဲ့ကျွန်တော်ထပ်ပြီးပြောချင်တာဇုံဖေးဆွင်ဇုံဖေးကောင်စီထားလိုက်ဇုံဖေးကောင်စီကသူ့နယ်မြေမှာသူ့အုပ်ချုပ်ရေးဖို့ဆောင်ခွက်ရှိတယ်လက်နဲ့ကင်မလို့ဘူးလက်နဲ့ကင်ကအာမီမာစုလုံဒူဆွင်နဲ့လုံဒူ CDF ကအာမီမာလာစုလုံဒူကောင်စီကသူ့နယ်မြေအုပ်ချုပ်ပါစေအဲ့လိုပဲတွားရမှာအာမီကဝါမှာကျွန်တော်တို့စုဖို့လိုတယ်အဲ့လိုမှမစုဘူးအဲ့လိုမှကျွန်တော်တို့မလုတ်ဘူးဆိုရင်တော့အခုစစ်တိုက်နေတဲ့ကျွန်တော်တို့မင်းသားကံတဲ့တောင်ပိုင်းသားအကုန်လုံးကျွန်တော်တို့တောင်ပိုင်းပြန်သွားမယ်မြောက်ပိုင်းတွေတီးတာဖွက်တောင်ပိုင်းတွေတီးတာဖွက်ဝါအာမီဖြစ်ဖို့နှစ်ဖွဲ့ထဲပဲဆွေးနွေးမယ်အဲ့ဒီနေရာမှာစံပြတစ်ခုဖြစ်တာပြောပြမယ်ကျွန်တော်တို့ CPU CPA ဆိုတာကကျွန်တော်လည်းကြိုက်တယ်အရင်တော့မင်းသား CDF ကမ်လက် CDF ပလေဝါ CDF တိုင်း CDF ဆိုပြီးမှအစုအဖွဲ့၄ခုမှာစီဦးစီးချုပ်၄ယောက်ရှိတယ်အဲ့ဒီ၄ယောက်ကိုဖြုတ်ပလိုက်တယ် CPU CPA ဆိုပြီးအာမီတခုတို့အဖွဲ့တယ်အဲ့ဒီမှာစီဦးစီးချုပ်၄ယောက်ထဲတယောက်ဖြစ်လာတယ်အဲ့ဒီ comment အောက်မှာတွားတာအဲ့မှာမှကောင်းတယ်သူတို့အခုချိန်မှာကျွန်တော်တို့ပြောချင်တာကရဲဘော်တွေကကျွန်တော်တို့အရှိမလာပဲကဘူးကျွန်တော်တို့ပြန်ချင်ပြီးတဲ့စစ်တိုက်တာငါလည်းရှိပြီမင်းသားကံလက်မှာကျွန်တော်တခါမှစစ်မတိုက်ဘူးအခုမင်းသားကံလက်မှာငါတို့ပြည်သူတွေငါတို့မိဘတွေစစ်တမ်းခံနေပြီငါပြန်တော့တိုက်ချင်ပြီလာပြောကြပြီလေလာတော့ဆိုကြပြီကျွန်တော်တို့ဘာလို့ပေးနိုင်လဲဘာမှလုပ်ပေးလို့မရဘူးဒါအာမီတစ်ခုဖြစ်တယ်ကျွန်တော်ရှင်းလေးဒါစီလုံးစေချင်လို့ကျွန်တော်ပြောတာအမုန်းခံပြီးမှကျွန်တော်ပြောတာအဲ့ဒါကြောင့်ကျွန်တော် CDF ရောဒီချိန်မှာတောင်မြောက်အထူးတစ်ဖြစ်မြောက်ပိုင်းမှာရှိတဲ့ CZ အဖွဲ့ဝ CDF လက်နဲ့ကင်တွေကိုဖြုတ်ရမှာ
အုတ်ချုပ်ရဲ့အပိုင်းကတော့သူ့ဒေတာကိုသူအုတ်ချုပ်ပါစေဖို့ policy အရာဒါတော့ကျွန်တော်တို့လက်ခံတယ်အဲ့ဒါကိုကျွန်တော်တိလင်းဒီမှာပြောချင်တယ်ကြားထဲမှာဟိုဖက်လက်မပါဒီဖက်လက်မပါပရင်လိုကြားခံတွေရလည်းရှိသေးတယ်ဘယ်အဲ့ဒီနယ်မြေဒီလူတွေမရှိဘဲနဲ့အုတ်ချုပ်လို့ရမလားဥပမာပြောမယ်ဆိုရင်လုံတူတွေလေလုံတူ CDF တွေ CC မှာလည်းမပါတယ်လို့ CB မှာလည်းမပါတယ်လို့လုံတူဒေတာတခုတည်းကွက်ပြီးမှအုတ်ချုပ်ချင်တာဘယ်ရမလဲအဲ့လိုမျိုးအတွေ့ကိုနဲ့တိုးလာရေးလို့မရဘူးနိုင်ငံရေးတော့လို့မရဘူးလူမျိုးစုတစ်ခုရဲ့ခေါင်းဆောင်တယောက်ဖြစ်ပြီးဆိုရင်ဦးနှောက်ကြည့်ရမယ်ကြဲပြန့်ထွေးရမယ်အနာဂတ် future အနာဂတ်အထိကျွန်တော်တို့တွေးခေါ်ရမှာဒါကကျွန်တော်တို့လုံသူတွေမုန်းလို့မဟုတ်ဘူးလုံသူ CDF တွေမုန်းလို့မဟုတ်ဘူးကျွန်တော်ကအရှိတရားကိုပြောပြတာဖြစ်တယ်နောက်တစ်ခုတောင်ပိုင်းဘက်ကိုကျွန်တော်ဆက်သွားမယ်ထိုင်းချုံဖေက CPU CPA ရဲ့ဥက္ကဋ္ဌ ICNCC ရဲ့ဥက္ကဋ္ဌထိုင်းချုံဖေကပြောတာချင်းပြည်နယ်မှာစစ်တပ်မရှိမှငါတို့စစ်တပ်မရှိတော့မှပူပေါင်းရေးဆောင်ရွက်မယ်တဲ့လုံးဝမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့စုပေါင်းရမယ်စုဖွဲ့ရမယ်ကျွန်တော်တို့အရင်ဆုံးပူပေါင်းပြီးမှပဲစစ်တပ်မရှိအောင်ကျွန်တော်တို့မောင်းထုတ်နိုင်မှာမပူပေါင်းတဲ့ရွေးပယ်တော့မှစစ်တပ်လည်းပျောက်မှာမဟုတ်ဘူးအဲ့ဒါကိုမိဘပြည်သူတွေအကုန်လုံးသိစေချင်တယ်တိတ်ပါလေအပြုတဘောဆောင်တဲ့ဝေဖန်မှုနဲ့ကျွန်တော်ကထောက်ပြတာဖြစ်တယ်အဲ့ဒါကိုလည်းသူတို့ကြိုက်တာမကြိုက်တာကျွန်တော် I don't care ကျွန်တော်ခရုမဆိုင်ဘူးဒါပေမဲ့ဖြစ်နေတဲ့အရှိတရားကိုကျွန်တော်တို့ကထောက်ပြတာနေပြင်ကအရှိတရားပြီးလို့ရှိရင်ကျွန်တော်အများအားပြောဆိုတာရှိတယ်ကိုကတသက်လုံးဒီနေရနဲ့တေတဲ့အထိတူလှန်ရေးလုပ်မှာမဟုတ်ဘူးကိုကတသက်လုံးတရင်မှုလုပ်မှာမဟုတ်ဘူးကျွန်တော်ကတသက်လုံးတက်ခွေးမှုလုပ်ကျွန်တော်ကတသက်လုံးစီဦးစီးချုပ်လုပ်မှာမဟုတ်ဘူးကိုလုပ်နေတဲ့စီဦးစီးချုပ်လုပ်တဲ့ကာလမှာတရင်မှုလုပ်တဲ့ကာလမှာပြည်သူတွေအပေါ်မှာဆက်ဆံမှုကိုကျွန်တော်တို့လုံးဝအချိုးပြောင်းဖို့လိုတယ်ဥပမာပြောမယ်ဆိုရင်မင်းတပ်ကြည့်လိုက်မင်းတပ်မှာတို့ကမင်းတပ်မျိုးကိုပြန်သိမ်းတယ်ပြည်သူတွေမင်းတပ်ထဲမှာပြန်ဝင်လာချင်တယ်ငါတို့အသက်နဲ့ရင်းပြီးတိမ့်ထားတဲ့မြောက်ပြည်သူတွေပြောပြီလေအခုပြန်ပြောမယ်ဆိုမအားလားအသိမ့်မယ်ပြည်သူတွေပြန်ဝင်လာချင်ငါတို့အသက်နဲ့ရင်းပြီးတိမ့်တဲ့မြောက်ဆိုပြီးစစ်ခွေးတွေဘယ်တော့မှမပြောဘူးအဲ့ဓာတွေအစအပြောအဆိုအစအနေထိုင်အစကျွန်တော်တို့ရှင်းချင်ရမှာပြီးတော့မြို့သိန်းကာလမှာကျွန်တော်တို့လည်းအခုကျွန်တော်ဗာလဲချင်းလုံးမီဒီယာနဲ့ကျွန်တော်မင်းများဖို့ post တင်လိုက်တဲ့အချိန်မှာဒီကောင်ကဘာကောင်လဲဆိုပြီး comment နဲ့စ share တဲ့သူတွေရှိတယ်တူလာရေးမှာခိုးတဲ့အတူနော်မင်းသားကံတော့မှာတလောက်စစ်တိုက်နေတဲ့အချိန်မှာဒီကောင်က CNF ဌာနချုပ်မှာအချောင်ခိုးတဲ့အတူပြောလိုက်မင်းသားကံလက်မှာကျွန်တော်စစ်တိုက်တယ်ဘာဖြစ်လို့လဲမင်းသားမျိုးနဲ့တိုက်ပွဲအတွက်လိုအပ်တဲ့ပိုက်ဆံမှန်တယ်များကျွန်တော်တို့စိုက်တယ်တခုမှမငြင်းညူဘူးကျွန်တော်ပေးတယ်စိုက်ခဲ့တယ်ဒေါ်လာရေးအတွက်တသိန်းလား9000လားနောက်ဆုံးကုန်ပြောမယ်ကိုကျွန်တော်တို့တွေရဲဘော်တွေ CNF ကရဲဘော်တွေမင်းသားsorry မင်းသားကံလက်သားတွေ CNF မှာအများကြီးပဲဒါပေမဲ့မင်းသား CDF မှာတာဝန်ထမ်းဆောင်တဲ့လူတွေကင်းလို့ခွင့်ရှိတဲ့ဆိုတဲ့နေရာတော်မှာကျွန်တော်တို့ CNF မှာနေတဲ့ရဲဘော်တွေကင်းလို့ခွင့်မရှိဘူးအကုန်လုံးပေးတယ်ပြည်သူနဲ့တသားတည်းကျွန်တော်တို့ site ထုတ်တာပဲကျွန်တော်တို့ပေးတာပဲမျိုးသိန်းအတွက်လည်းပေးတယ်ထောက်ဖို့အတွက်လည်းပေးတယ်အခုလည်းကာကွယ်ရေးအတွက်ပေးတာပဲအဲ့ဒါကျွန်တော်တို့ကဒီဖက်မှာကျွန်တော်တို့ကိုယ်တိုင်ပေးဆက်တယ်လို့တစ်ဖက်မှာပိုက်ဆံနဲ့လည်းပေးတယ်ကျွန်တော်တို့လောက်စစ်တိုက်တာပဲသူရှိတယ်ပိုက်ဆံလေးရင်းနဲ့ကိုတိုင်လည်းပါဝင်တယ်အဲ့ဒါမျိုးကျွန်တော်တို့ကထည့်ပြီးကြည့်ပေးရမှာဖြစ်တယ်ပတ်စတ်ဖယားတကယ်ကလေကိုပိုက်ဆံနဲ့ဝေလို့မရလို့အလကားပေးတာအသက်ရှူပြီးမှထွက်တယ်ဟာစကားပြောဖို့မဟုတ်ဘူးလေရှူပြီးတည်သွားလိုက်မယ်အမင်္ဂလာဖြစ်တယ်စကားဆိုရှင်းချင်းပြီးပြောရတယ်ဒါတူလှန်ရေးကောင်းဆောင်တွေကနားလေတယ် CPU CPA မှာရှိတဲ့ကောင်းဆောင်တွေလည်းနားတယ် CP မှာရှိတဲ့တူလှန်ရေးကောင်းဆောင်တွေလည်းနားတယ်အတိကလိုဘီတွေ CCO မုံပြီးရွှင်တို့ CBO ကြိုက် CBO ကြိုက်ပြီးရွှင် CCO မုံအဲ့လိုမျိုးလူတွေက
ချင်းပြည်နယ်မှာပဲရှိတာနော်တအားဝန်နေဖို့ကောင်းတယ်ငါတို့ချင်းတွေကဘယ်လိုမျိုးလူတွေကအဲ့ဒါသူတို့ပြောငါတို့အခရစ်ယာန်တယ်ပြောအောင်မှာသူတို့တွေကောင်းကြရော့အာဒီကောင်ကောင်းကြရော့ရင်တော့ငါရဲ့ပြည်ပြန်ရှင်းမယ်အလကားကောင်တွေဒီလိုမျိုးစိတ်တက်နဲ့လူတွေကဘတုတာသမီးနဲ့ဖော်လာတဲ့ဘဲကောင်ကဥတလဲမသိအဲ့လိုမျိုးတွေစကားကိုဒီချိန်မှာ CCCB ခွဲခြားဖို့နေရမဟုတ်ဘူးခွဲခြားမဲ့အချိန်လည်းမဟုတ်ဘူးနောက်ဆုံးပြောဒီအနေထားကိုပြောမယ်ဆိုရင်တော့ CC ပဲဖြစ်ဖြစ် CB ပဲဖြစ်ဖြစ်အကုန်လုံးချင်းပဲကျွန်တော်ချင်းလူမျိုးတွေဖြစ်တယ် မှန်တယ် ချင်းလူမျိုးကနောက်ကိုကလေးကလူဦးရေနဲပါတယ်ဆိုမှအာနာတိန်ပြီးမှထွက်သွားတဲ့ကျွန်တော်တို့အကူနဲ့ဆိုရင်တပ်မဟာခလေးတွားကြည့်လိုက်တပ်မဟာခလေးမှာမလေးရှားမှာမင်းတနိုင်ငံလုံးတုံတင်းလို့ရတဲ့လူအင်အားရှိတယ်ပြောချင်တာဒါတော့သူတို့ရဲ့ choice ပေါ့သူတို့ရဲ့ရွေးချယ်ခွင့်နဲ့သွားတာအပြစ်တော့ကျွန်တော်မပြောလို့ဘူးဒါပေမဲ့လည်းရှိတဲ့အင်အားတောင်မှကျွန်တော်တို့မစူးနိုင်လို့ရှိရင်ဘာလို့အလူတွေလိုက်ဖမ်းနေ CC ကလည်းလူဖမ်းတယ် CB ကလည်းလူဖမ်းတယ်လူတွေဖမ်းစရာကိုမလိုတာရှင်းရှင်းပြောရင်စစ်မှုမထားမနေရပြထမ်းစရာလည်းမလိုဘူးရှိတဲ့အင်အားကိုကျွန်တော်တို့ဝါအမီနဲ့ကျွန်တော်တို့စုလိုက်လို့ရှိရင်လူတွေဖမ်းစရာမဆိုင်တဲ့လူတွေဒုက္ခပေးစရာမလိုဘူးဒီအင်အားနဲ့ကျွန်တော်တို့ချင်းပြေကောင်းကောင်းကာကွယ်လို့ရတယ်ဒီအင်အားနဲ့ကျွန်တော်တို့ချင်းပြေကောင်းကောင်းတိဆောက်လို့ရတယ်ဝါအမီနဲ့ကျွန်တော်တို့စုနိုင်ပြီဆိုရင်တော့ဘတ်ဂျက်လက်တစ်ခုထဲနဲ့လာမယ်နိုင်ငံတကာမှာရောက်တဲ့ချင်းလူမျိုးတွေကြီးဘယ်လောက်တော်များတယ်အများကြီးမလို့တလားဒေါ်လာ100စီနဲ့သူတို့ပန့်ပိုးရင်တောင်မှချင်းပြေကောင်းကောင်းတိဆောက်လို့ကျွန်တော်တို့ရတယ်အဲ့ဒီအနေထားကိုကျွန်တော်တို့တွားတွေ့ရမှာဖြစ်တယ်မတွေ့လို့မရဘူးမမြင်လို့လည်းမရဘူးဟိုနောက်တစ်ခုထပ်ပြောမယ်ဆိုရင်ကျွန်တော်တို့အာ CC နဲ့ CB အရေးကိုကျွန်တော်တို့ထိုင်းစင်မယ် CNA ကကပတိန်ဥပမာကပတိန်ထန်းလွန်းဆိုရင်လူတိုင်းသိတယ်ကွာကပတိန်ထန်းလွန်းတို့သူ့အပြင်ကပတိန်တွေအများကြီးရှိတယ်မေဂျာတွေလည်းရှိတယ် CNA မှာကပတိန်တွေမေဂျာတွေအာနာမသိန်းခင်ကလေးကနဲ့လက်နဲ့ကင်လာတဲ့အရာရှိတွေသူတို့မှာပိုင်ဆိုင်ကဲတစည်းတောင်မှာပိုင်ဆိုင်ကြအောင်နော်ဒါအတနာဖို့ကောင်းတာ ဟုတ်ကဲ့ ဒါမဲ့ CPF တွေအာနာသိန်းပြီးမှ ဟုတ်ပြီ ဒါရပတ်ဟိုမိုတီမိုနဲ့ဒါရပတ်အမိုးအောက်မှာငါးနှစ်ပြီးအောင်နေရင်ကောင်းမလားမနေရင်ကောင်းမလားစဉ်းစားတဲ့အတူတွေတောင်မှကားနဲ့တိုက်နဲ့တချို့လူတွေပြောတာတော့အိမ်ချမြေတွေရန်ကုန်မန္တလေးထိဝေကြတယ်လို့ပြောတာအဲ့ဒါတော့ကျွန်တော်မသိဘူးသူများပြောလို့ပြန်ပြောတာအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့မှာပိုင်ဆိုင်မှုပါရှိတယ်ဥပမာကျွန်တော်လက်ရှိအဖြစ်ဆိုရင်ကျွန်တော်အခုအိမ်မှာကလေးတွေကြောင်းပြန်တက်တော့မယ်ကလေးတွေကြောင်းအပ်ဖို့လိုတယ်ကျွန်တော်မှမရှိတာဘာပေးမလဲပြောချင်တာကျွန်တော်တို့အဒီမှာတိုလာရေးဖခင်ကြီးလို့မျိုးချစ်ဖို့ကိုလို့ကျွန်တော်တို့အလာနေတာအိမ်မှာစားစရာတော့မရှိတဲ့အချိန်အများကြီးပဲကျွန်တော်တို့ကတီးတက်အမျိုးသားရေးစိတ်တက်ရှိလို့လုပ်ပေးစတာအမျိုးတွေကနောက်ဆုံးကုံပြောမှရွှေမျိုးတွေအတိုင်းဝိုင်းတွေညီကိုမောင်နှမတွေတောင်မှဒီဒေါ်လာရေးအနေနာခိုင်းစေခြင်းနဲ့တိုးပြီးငါးနှစ်တောင်ပေးဆက်လာခဲ့ပြီတိုးပြီးမလုံနဲ့တော့နေရန်ဖြစ်အပေးကြတယ်ဒါမဲ့ကိုယ့်ရဲ့အမျိုးသားရေးစိတ်တက်ကိုပဲတည်တယ်ဒါကျွန်တော်တို့မှာဘာအကျိုးများမှမရှိဘဲနဲ့ဒီလိုပေးဆက်တယ်ဆိုတာကိုတည်တယ်အဲ့ဒါတွေကျွန်တော်တို့ကပေးဆက်တာဘသူ့အတွက်လဲဒီချင်းပြည်ကြီးနေမှာကောင်းလာကိုနေပြန်ကောင်းလာအောင်ကျွန်တော်တို့ကလုပ်တဲ့သူတွေဖြစ်တယ်စေးထိုးပေးတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်ပြီးလို့ရှိရင်စီဖက်ကတစ်ဖက်ပြန်ပြောမယ်ဆိုရင်ရဲဘော်တွေစိတ်ဓာတ်မှာစစ်တိုက်တယ်ပင်ပန်းနာမှန်းတယ်စစ်သားပဲလေအတက်ကိုကျွန်တော်တို့ရင်းပြီးမှစစ်တိုက်မယ်ဆိုပြီးအလံကိုကင်ပြီးဂျန်ဒစ်ဆာကျင်းဆိုခဲ့တာပဲစစ်တိုက်တာတွေခဏခဏငါတို့အရှိတန်းသွားတယ်စစ်တိုက်တယ်ဆိုပြီးရှိတန်းနဲ့ပြန်လာတိုင်းအရက်မှုတောင်းကြဟုတ်ကောမဟုတ်တာအဲ့ဒါမျိုးတွေအကြကျွန်တော်တို့ပြုပြင်ရမှာလူတိုင်းကသူ့နေရာသူ့ကန်တာနဲ့သူ့နေရာနဲ့အတူအတီးတီးပေးဆက်တဲ့လူတွေကျွန်တော်တို့ရာထူးရဲ့သူတို့ရဲ့ position တို့သူတို့ရဲ့ငွေကြေးတနာချမ်းသာမှုတော့ကျွန်တော်ဘယ်သူ့မှခရုမစားဘူးကျွန်တော်သိတာကဒီလူလဲလူပဲကျွန်တော်လဲလူပဲ
စင်ရသားလည်းလူပဲတသေးလည်းလူပဲပညာရှိတဲ့လူပဲပညာမဲ့လည်းလူပဲလူကိုလူလို့မြင်ရင်ရပြီအဲ့လိုမျိုးအနေထားတွေကျွန်တော်တို့ကအများကြီးပြုပြင်ပြောင်းလဲရမှာဖြစ်တယ်ဒီပေါင်း38နှစ်တီထောင်ခဲ့တဲ့တတ်မလို့တာပြောတာကိုအဖွဲ့အစည်းမလို့ကောင်းစေချင်လို့ပြောတာကျွန်တော်အခုမီဒီယာမှာကျွန်တော်စကားပြောနေတယ်သူတို့ကျွန်တော်ပြောတာသူတို့မကြိုက်လို့ရှိရင်ဆိုနာပြီးခါမှအလားဖားလို့ထုံထက်ထက်လို့ရလေတဲ့အချင်းလက်ထက်ပါစေဘူးကောင်းစေချင်လို့ကျွန်တော်ပြောတာလူကြီးတွေရဲ့အစအစီးကမရှိဘူးဒီအဖွဲ့အစည်းမှာကိုဘေးမှာနေတဲ့သူတွေပဲရာထူးပေးမယ်တဲလုံးစစ်တိုက်လာတဲ့သူတွေရာထူးမပေးတာတွေအစရာထူးပေးတာကနေရာချထားရေးအစခွင့်ချမှုရှိတယ်ဒီအဖွဲ့အစည်းမှာလဲဒါပေမဲ့ခွင့်ချမှုကိုကျွန်တော်လက်မခံနိုင်ပါလူရှိတဲ့နေရာမှာခွင့်ချမှုတော့ရှိရမှာပဲရှိမှာပဲတခင်ယေရှုတော်မှာခွင့်ချတာပဲလေဣသရေလလူမျိုးတွေအတွက်ပဲသူကရှင်းလာတာဂျန်တဲ့လူမျိုးတွေအတွက်ပါလို့မရှင်းလာတာလေနော်အဲ့လိုပြောရမှာဥပမာဒါကတော့တာတကအနေနဲ့ပြောပြတာပေါ့ကျွန်တော်တို့လူရှိတဲ့နေရာမှာခွင့်ချမှုတော့ရှိမှာပဲဒါပေမဲ့အဲ့လိုမျိုးတိတာကြည့်ဒီလိုကြည့်ပိုတင်ကြည့်စစ်တိုက်တာလည်းအတူတူဒီလိုနေရထိုင်တာစားတာတောက်တာအတူတူဒီလိုခွင့်ချဆက်ဆံမှုကြည့်ရတော့ CNF CNA CC လူကြီးတွေကိုတိုင်သူတို့ကိုယ်တိုင်ပြောင်းလဲဖို့လိုတယ်သူတို့ကိုယ်တိုင်ပြုပြင်ဖို့လိုတယ်ဒါထောက်ပြရမှာပဲပြောပြရမှာပဲကိုဘေးမှာနေတဲ့ရဲဘော်တခါမှရှိတ်သားမတော်တဲ့သူတွေစားချင်းကိုပရာတွေအရာထူးတွေပေးပြီးမှတချင်းလုံးအာနာတင်ကြရတဲ့9နှစ်အတွင်းတိုက်ပွဲဝင်လာတဲ့သူတွေတရိတ်တုံမရသေးတဲ့အခြေအနေတွေကဟုတ်ကောမဟုတ်သေးတာအဲ့ဒါမျိုးတွေကဒါကျွန်တော်တို့ပြုပြင်ပြောင်းလဲမှုလုပ်ရမှာတိတလားလို့မေးရင်တိတယ်ကျွန်တော်တိလို့ပြောတာလူချင်းတွေ့လို့လည်းပြောလို့ရတယ်လိုင်းပုံမှာလည်းကျွန်တော်ပြောတာအဲ့ဒါမျိုးတွေအစအတိအမောအစကျွန်တော်တို့ရာထူးကတော့လူတိုင်းကိုမေးမယ်ရာထူးလူချင်းတို့တော်လှန်ရေးဝန်ထမ်းမဟုတ်ဘူးတိုက်ပွဲဝန်ထမ်းမဟုတ်ဘူးလူတိုင်းအပြောမယ်ဒါပေမဲ့အဖွဲ့အစည်းတစ်ခုမှာအဆက်အတန်းဆိုတာကတော့စစ်တပ်တစ်ခုဖြစ်ပြီးဆိုရင်ရှိကိုရှိရမှာမရှိတော့မရဘူးအဲ့လိုမျိုးခွဲခြားမှုအရော KIA မှာလည်းရှိမှာပဲ AA မှာလည်းရှိမှာပဲကျွန်တော်တို့ CNA CNF တစ်ခုထဲမှာရှိတာမဟုတ်ပါဘူးဒါပေမဲ့မဖြစ်တဲ့အရာတွေတာကြီးတိတာမြင်တာတဲ့အရာတွေကတော့ကျွန်တော်တို့ဖြောက်နိုင်တယ်လို့ကြီးတဲ့အမှုငယ်အောင်ငယ်တဲ့အမှုပပျောက်အောင်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့တွားရမှာဖြစ်တယ်ဒါကျွန်တော်ကိုယ်တိုင် CNA CNF ကိုထောက်ခံတဲ့လက်ခံတဲ့ကိုတိုင်ပါဝင်တဲ့အတွက်ပြုပြင်စီခြင်းတို့ပြောတာဘာဖြစ်လို့လဲဆိုတော့တိတ်မှန်ဒီမှာမပြောရင်ကျွန်တော်အပြေမှာပြောခွင့်မှမပေးကြတာအဲ့ဒါကြောင့်ဒီထဲမှာပြောပြလိုက်တာအဲ့ဒါဒီထဲမှာရှိတဲ့သူတွေကျွန်တော်တို့ချစ်တဲ့သူတွေကကျွန်တော်တို့ချစ်တဲ့သူတွေတရားကြည့်ပြီးနားထောင်ပေးမှာတိမှာပဲအဲ့ဒါကိုကျွန်တော်တို့တိဖို့လိုတယ်ပြီးလို့ရှိရင်ဒီတိုက်ပွဲကာလမှာဖြစ်တဲ့အရာတွေနဲ့ပြန်သွားမယ်ဆိုတော့တချို့ငါတိုက်ရင်မှုပဲငါတက်ခွဲမှုပဲဆိုတဲ့ပုံစံနဲ့တားလည်းလော့စပယ်လောက်ကြလွန်းတယ်အထူးသဖြင့်မင်းသားကံလက်မှာဆိုးငါတတ်မှာမှုရဲ့ညီလေးပဲဆိုပြီးအရက်ဆိုင်မှာတော့အရက်အလာကန်းနဲ့တော့တော့ငါကိုတတ်မှာမှုရှင်းလိုက်မယ်တကြီးသမီးတော်မှာအရင်တော့ကပါလဲနေထူးနိုင်လို့စကားပါလဲတီဟာတင်ဆိုးတော့ဒိုလန်ရေးခက်တော့လို့ဘောတကြီးသမီးတော်မှာတကြီးကွန်ပျူတာရမှာတော့ကြုံရမလို့ဥပမာဟုတ်ပြီးလို့ရှိရင်တကြီးရဲ့အမျိုးရိုးတွေကအာနာရှိအောင်သူကတိဆောက်ထားတာသူတို့ဒိုလန်နာအာနာရှင်သူတို့ကိုယ်တိုင်သူအာနာရှင်ပြန်ဖြစ်တဲ့ပုံစံနဲ့ဖြစ်သွားတယ်ဒါတွေကလုံးဝအဲ့လိုဖြစ်လို့မရဘူးအခုကျွန်တော်တို့ပြည်သူတွေကတိုးလှန်ရေးအောင်တာမအောင်တာမသိဘူးကျွန်တော်တို့ပြည်သူတွေကတိုးလှန်ရေးဘယ်လိုဖြစ်တယ်မဖြစ်တာမသိဘူးပြည်သူတွေအေးချမ်းချမ်းနဲ့နေချင်းပြီးအုပ်ချုပ်တဲ့သူတွေအုပ်ချုပ်ပါစေသူတို့အုပ်ချုပ်တော့ငါတို့လက်ခံတယ်ဆိုတဲ့ပုံစံနဲ့ပြည်သူတွေရတည်နေကြပြီကိုသားသမီးကိုကြားတဲ့အကြောင်းထောက်ရတယ်ကိုသားသမီးတိုးလှန်ရေးထဲမှာရှိရင်သူလိုသမျှရှိတ်သားမှာတွားတဲ့အတွက်ရှူတောင်းပေးရတာသူလိုသမျှမရှိတဲ့ရှိတဲ့ထဲပေးရတာပဲပေးတာချင်းပေးစားချင်းဒီတိုးလှန်ရေးမှာဘယ်တော့မှမတူဘူးတိုးလာရင်မှာပါကိုသားသမီးပါဝင်တဲ့မိဘတွေရှင်ပို့ပြီးမှတုံးလေးစားပေးစားတယ်သူ့အတွက်ဘာစနေအရလိုအပ်တဲ့ငွေရေးကြေးကိုလည်းသူတို့ပေးရတယ်အဖွဲအစည်းအကောက်လာတဲ့ငွေရေးကြေးကိုလည်းပေးရတယ်ရှူတောင်းလာတော့မှလက်စားသူ့သားသမီးမလို့ငိုယိုပြီးမှရှူတောင်းကြတယ်ပါစတာတွေအိမ်ထဲမှာရှူတောင်းတာတော့တာယာပဲရှိမှာ
ကိုသားသမီးကိုတိုင်ကိုရှိတ်သားရောက်နေရှုတောင်းတဲ့မိပါတွေအနားလဲဆုံးဖြစ်မှာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့တူလိုင်းရေးဘယ်လောက်ပဲပြီးနေပါစေကျွန်တော်တို့တူလိုင်းရေးခရီးဘယ်လောက်ပဲရှေ့ရောက်နေပါစေရှေ့မှာကျွန်တော်တို့2021အာနာသိန်းတဲ့ချိန်ကစပြီးမှဒီကနေ့အထိရှေ့မှာကျွန်တော်တို့လှုပ်ထားခဲ့တဲ့အပြစ်တွေကျွန်တော်တို့ကျူးလွန်ထားတဲ့အပြစ်တွေဒါဘယ်တော့မှဖျောက်မှာမဟုတ်ဖျောက်လို့ရမှာမဟုတ်ဘူးမင်းကျွန်တော်ကတော့လှုပ်ထားတယ်ကျွန်တော်မသိလို့ဟိုအဲ့တော့ငါဘာပြောမှမသိတော့ကိုကတော့ဖြစ်နေမှာပဲဒါမဲ့ကျွန်တော်တို့တွားလုပ်တဲ့နေရာမှာပြည်သူတွေလေမျက်လုံးအလုံးပေါင်းထောင်တဲ့အချီရှိတယ်နာအများကြီးရှိတယ်ပြည်သူတွေကမြင်နေတယ်ကိုကဒါမသိလားသူတို့ကမှထားနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ညီငယ်လေးတွေ CPU မှာရှိတဲ့သူပဲဖြစ်ဖြစ် CNA မှာရှိတဲ့သူပဲဖြစ်ဖြစ်ကိုတာဝန်ရှိတဲ့အချိန်မှာကိုနဲ့မဆိုင်တာမလုပ်နဲ့ပြည်သူတွေပေါ်မှာမတရားမလုပ်နဲ့စကားပြောတာရှင်ချင်းမင်းတက်လုံးတို့ဟန်ရေးလို့မှာမဟုတ်ဘူးမင်းတက်လုံးဒီတို့ဟန်ရေးထဲမှာတိုက်ရင်မှုလို့မှာမဟုတ်ဘူးတနေ့ကျရင်ခမညာနားမှာပဲမင်းဒီချိန်မှာအလုတ်လုတ်တဲ့ချိန်မှာတော့ဘယ်ပြည်သူမှမင်းကိုမင်းပါလို့ပြောရဲမှာမဟုတ်ဘူးဒါမင်းနားလာတဲ့ချိန်ကြရင်ပြည်သူတွေကလာပြောမှာနော်လာတတ်မှာအဲ့ကြောင့်ကိုပြုတ်တဲ့ကံကိုထံပြန်ရောက်တယ်ဆိုတာအဲ့ဒါပုတ်တော်တွေနဲ့ဆိုင်တဲ့စကားမဟုတ်ငါတို့ခရိယာတွေနဲ့ပဲစိုက်တဲ့အတိုင်းရိတ်သိမ်းရမယ်ဆိုတာရှိတယ်ဆိုပြီးရဲဘော်တွေလည်းကျွန်တော်အများအားရောက်တဲ့နေရာတိုင်းမှာပြောတယ်မှားထားတယ်အဲ့ကြောင့်မလို့မကောင်းတာလုပ်တော်တဲ့အသူတွေမဟုတ်တရုပ်လုပ်တော်တဲ့အသူတွေတူးနေရတဲ့အသူသူတို့ရင်ဆိုင်လိုက်မယ်သူတို့အပြစ်ကိုသူတို့ခံရမှာပဲသူတို့ကသူတို့အပြစ်ကိုခံပေးရလို့အောင်ယေရှုခရစ်တော်လည်းနဲ့ခါရှင်းလာပြီးမှကားတိုင်းမှာတည်မလို့ကျမ်းစာမှာလည်းမပါဘူးသူတို့အပြစ်ကိုသူတို့ခံရမှာပဲဒါတူလာရဲ့ကာလမှာဒီလူအခွင့်အရေးချိုးဖောက်တယ်ဆိုတာကစစ်ကောင်စီတစ်ခုတည်းချိုးဖောက်တာမဟုတ်ဘူးကျွန်တော်တို့တူလာရဲ့တမားတွေကိုတိုင်ကချိုးဖောက်တဲ့အပြစ်တွေလည်းအများကြီးပဲအဲ့ဒါတွေကိုလည်းကျွန်တော်တို့ရှင်းချင်ရအောင်မကောင်းတဲ့သူကိုတူလာပြီးကိုတိုင်မကောင်းဆိုတာဖြစ်သွားတယ်ဆိုတာလည်းကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်နားလည်ဖို့လိုတယ်အဲ့ဒါတွေကိုကျွန်တော်ကဒီနေရနဲ့ထောက်ပြတာကျွန်တော်စကားပြောရင်လူတွေကမုန်းမယ်သူတို့မုန်းတာသူတို့ချစ်အောင်ကျွန်တော်ကစကားပြောမှာမဟုတ်ဘူးမန္နာကိုပဲကျွန်တော်ပြောမှာမန္နာကိုပဲကျွန်တော်ထောက်ပြမှာအဲ့ဒါကိုမကြိုက်တဲ့သူတွေတော့မုန်းရင်မုန်းပါစေဖို့ကျွန်တော်မပြောနဲ့လေကျွန်တော်ကလူသားတစ်ယောက်ပဲတာမန်လူသားတစ်ယောက်တူလာရေးတမတစ်ယောက်ပဲတခင်ယေရှုခရစ်တော်တော်မှာလောကကိုကယ်တင်ဖို့ကြွလာတာလူတွေကတတ်ပစ်ပြီးတည်တာလေကျွန်တော်ဟောင်းနိုင်ရွှေတယောက်ပြောတာလူတိုင်းလက်ခံဖို့ဆိုတာမဖြစ်နိုင်ဘူးကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ထောက်ပြမှာပဲဒီလိုအချက်တွေကိုကျွန်တော်ဝေဖန်ပြရမှာပဲဒီလိုဝေဖန်တဲ့သူရှိမှလူတွေကနားလဲမှာအဲ့ဒါကိုကျွန်တော်တို့ကောင်းကောင်းသိဖို့လိုတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တောင်ပိုင်းတစ်ခွင်မှာကျွန်တော်ကလှုပ်ရှားတယ်ဇီယုံရေးလုပ်တယ်ဟိုပြုတ်ပွဲလုပ်တယ်လူထုမြောက်များစွာနဲ့ကြေးရောပေါင်းထောင်တဲ့အချိန်ကျွန်တော်သွားတယ်ဘယ်တော့မှကျွန်တော် CDF မကောင်းကြောင်းလဲကျွန်တော်မပြောဘူးပါဘူးမင်းတို့ CNA မှာနေရမယ်ဆိုပြီးမှလည်းအမိတ်လည်းမချဘူး CNA ကအာမီဖြစ်တယ် CNA မှာမလာချင်ရင်တောင်မှမင်းတို့ CDF မှာတော့တွားရမှာပဲတူလာရေးမှာအချောင်ခိုလို့မရဘူးတွားရမှာပဲသူတို့လာချင်စိတ်ရှိအောင်မြို့သားရေးကိုဟိုပြောပေးတယ်ဒါကျွန်တော်ရဲ့မန်ခါတဲ့စိတ်ရင်းပဲလူတယောက်ကိုငွေပိုက်ဆံနဲ့ဖျားယောင်တွေးဆောင်တာပြီးလို့ရှိရင်တနတ်နဲ့ချင်းချောက်ပြီးမှခိုးဆောင်လာတာတယောက်မှမရှိဘူးအခု CNF မှာ CNF မှာလူပေါင်း900 600လောက်ရှိမှာကျွန်တော်ခေါ်လာတဲ့ရဲဘော်တွေတယောက်မှကျွန်တော်မချင်းချောက်ဘူးတယောက်မှငွေရေးကြေးရေးနဲ့ပိုက်ဆံပေးမယ်ဆိုပြီးခေါ်တာလည်းမရှိဘူးသူတို့ကိုချင်းလူမျိုးဖြစ်တယ်ချင်းလူမျိုးကဘာလို့လက်နဲ့ကင်တယ်လဲဘာလို့လက်နဲ့ကင်ဖို့လိုတယ်လဲသူတို့အမျိုးသားရေးမသိဘူးမသိတဲ့အခါကျတော့နားလဲအောင်သိအောင်ကျွန်တော်တို့ကဟိုးပြိုးပေးတယ်အဲ့လိုဟိုးပြိုးပေးတဲ့အပေါ်မှာသူတို့ကနားလဲပြီးမှဟုတ်ပြီငါကင်ချင်တယ်ဆိုရင်ကျွန်တော်ကငွေကုန်ကြေးကြခံပြီးခေါ်လာတာပဲရှိတယ်အခုကျတော့ဖားတယ်တကယ်တမ်းပြောရင်ဖားတာ KIA လည်းဖားတယ် AA ကလည်းဖားတယ်ကျွန်တော်တို့မှလည်းဖမ်းဖို့လိုတယ်အဲ့ဒီဖမ်းဖို့လိုတဲ့တပိုင်းမှာကနှမျိုးရှိတယ်တချို့ကြတော့ယောက်ျား၄၅ယောက်မိသားစုတစ်ခုမှရှိတဲ့သားနဲ့အချောင်ခိုတဲ့သူတွေအများကြီးလေဒါကတော့ဖမ်းရမှာပဲတူလိုင်းရဲ့မှာအချောင်ခိုလို့မရဘူးကျွန်တော်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့
ရဲဘော်တွေ CDF CNA ဖြစ်ဖြစ်အသက်အပေါ်ပါတဲ့သူမရှိဘူးမိသားစုတိုင်းမှာမိဘချစ်တဲ့သူတွေပဲအလကားလူတွေမဟုတ်ဘူးဒီမှာပြိုပွဲစားလာထွက်တာမဟုတ်ဘူးကျွန်တော်တို့တိုးလိုင်းရေးလုပ်တဲ့ချိန်မှာဂျာတဲ့သူတွေလည်းပါဝင်စေချင်တယ်တယောက်မှမပါတော့တဲ့သူတွေကတော့ဖမ်းတာဖမ်း CNA ကလည်းဆက်ဖမ်း CPU ကလည်းဆက်ဖမ်းအဲ့ဒီနေရာမှာကျွန်တော်တစ်ချက်ထောက်ပြချင်တာရှိတယ်ဒါကတော့ CC နဲ့မြေမှာချင်းလင်းကောင်စီမှာ CDF CNA တပ်ဖွဲ့ကအကုန်လုံးတသွေးတတာတမိတ်နဲ့ချမှတ်တဲ့စီကစစ်မှုမထားမနေရဥပဒေပြဋ္ဌာန်းပြီးဖမ်းမယ်ဆိုတဲ့အချိန်မှာ CDF တွေကကြေးရွာတွေမှာတွားပြီးပါလို့လဲ CNA ကလူမျိုးမရှိဘူးတဲ့ CNA လူမျိုးဆိုတာမရှိဘူးငါတို့ရှိမှမင်းတို့လာနေရင် CNA ကလာဖမ်းလို့ရမှာမဟုတ်ဘူးအဲ့လိုမျိုးတွေပြောနေတာလေကျွန်တော်ကြားတယ်လို့ဆိုရင်တချို့လို့ရှိရင်ငါတို့ပိုက်ဆံဘယ်လောက်ပေးလို့ရှိရင်ငါဒီမေးရတာသမီးကငါတို့ CDF တောက်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့အကြောင်းငါတို့လက်ခံပြီးမင်းတို့ပြန်ထွက်မယ်အဲ့လိုမျိုးစောက်ချက်တွေ CDF တွေအဲ့အကြောင်းကျွန်တော်ဝါအာမီနဲ့ကျွန်တော်စစ်တကယ်နိုင်ချင်လို့ရှိရင်တီတိုလိုင်းရတကယ်စိတ်ဝင်စားလို့ရှိရင်ကျွန်တော်တို့ CDF တွေဖြုတ်ရမှာCNA ရှိနေပြီလေအဲ့ဒီမှာပူပေါင်းရမှာဒါကတိုးလိုင်းရေးသမားတွေနော်အဲ့ဒါတွေအားလုံးတည်ထားဖို့လိုတယ်အဲ့လိုမျိုးတော့ကျွန်တော်တို့စစ်မှန်နိုင်လို့ရှိရင်ဒီထဲမှာကြည်နေတဲ့မိဘပြည်သူတွေပေးကနဲ့ပတ်စံနဲ့အလကားပဲဖြစ်မှာအဲ့လိုမဖြစ်စေချင်ကျွန်တော်တို့စုစည်းဖို့လိုလာပြီဒီလောက်ကျွန်တော်တို့စစ်မှုမထားမနေရလုံနေတဲ့အချိန်မှာဥပမာတော့ဖမ်းတဲ့အတူတွေကရှင်းပြောကျွန်တော်ညီလေးတွေပဲစစ်မှုမထားမနေရမှာလိုက်ဖမ်းတဲ့အတူတွေကျွန်တော်အလူတွေပဲပြန်ရောက်လာရင်ပြောပြီလေမင်းတို့ CNA ကငါတို့အစုံဖေကိုထိစေရမလို့ထိရရင်ထိကြည့်တဲ့လုံသူတွေကလည်းငါတို့ကွန်ပျူတာမရဘဲနဲ့ထိလို့မရဘူးတဲ့ကျွန်တော်ဒါတော့ခိုင်းကြည့်အဲ့ဒီနေရာမှာငါမတည်ရင်သူတို့ပဲတည်မှာမဖမ်းဆွင်ဖမ်းလေအချုံခိုးလို့မရဘူးဒုမြတွေအသက်တွေပေးကြပြီဒုမြတွေကိုလည်းအင်္ဂါတွေရှုံပြီအချုံခိုးလို့မရဘူးဖမ်းရမှာပဲစစ်ကစစ်လို့ပြတ်သားရမှာအဲ့ဒီထဲမှာ CC လူကြီးတွေ CNF လူကြီးတွေမပြတ်သားတာပဲလုံးဝပြတ်သားမှုမရှိဘူးဒုတိယတစ်ချက်ထပ်ထောက်ပြမယ်ကျွန်တော်တို့ညီကိုတွေ CPU တွေလောက်တာဒါကျွန်တော်တပိုးကြတာရှိတယ်ဆိုနာပြောတယ်လို့ CDF တွေအကုန်ဖြတ်သိမ်းပြီးမှ CPU ဆိုပြီးအာမီတစ်ခုအောက်မှာသွားတယ်ဒါကျွန်တော်တို့အတူယူရမှာပဲ38နှစ်ရှိပြီးဘာညာလာမပြောနဲ့ဒါသူတို့လောက်တာချစ်လက်တယ်ကောင်းတယ်နောက်တစ်ခုကတရင်လုံခြုံမှုအပိုင်း CPU တွေ CPA မှာရှိတဲ့ CPF တွေပါလို့တယ်ဆိုတာကျွန်တော်တို့မသိရဘူးဒါပေမဲ့သူတို့ထုတ်ပြန်ပြီးမှအိုးဒီလိုတွေအတီလိုလောက်တာငါတို့သိရတာငါတို့ CC လူကြီးတွေအစည်းအဝေးခန်းထဲမှာတော့အစည်းအဝေးမပြီးသေးဘူးအစည်းအဝေးဆုံးဖြတ်ချက်ကိုလူတိုင်းအသိနေကြပြီလုံးဝလုံခြုံမှုလည်းမရှိဘူးအစည်းအဝေးဆုံးဖြတ်ချက်ကိုအစည်းအဝေးခမ်းမထဲနဲ့သူတို့ကပြန်ထွက်မလာသေးဘူးတကဘာလုံးကအသိတယ်အဲ့လိုမျိုးစီရေးလောက်တာတွေကလုံးဝမကောင်းဘူးအဲ့ဒါငါတို့လူကြီးတွေကိုတိုင်းအဖောက်ပြန်တာဘာဖြစ်အဆိုးဆုံးက CDF ခေါင်းဆောင်တွေ CC မှာအကုန်လုံးတင်လိုက်တာအဲ့ဒါအဆိုးတာအဲ့ဒါမျိုးတွေအစားကျွန်တော်တို့ပြုပြင်ပြောင်းလဲရမှာသူတို့တတ်တယ်လို့တချို့ရှိတ်သားမှာစစ်တိုက်နေတယ်တရင်ယူဖို့တက်ရှိတ်တန်းသွားတယ်ယူနီဖောင်းနဲ့တပ်ပုံသွားရိုက်ဖို့ရှိတ်သားမှာသွားတဲ့လူတွေအများကြီးတကယ်စစ်တိုက်နေတာကျွန်တော်ညီလေးတွေကျွန်တော်လူတွေပဲတယောက်တန်ရရရင်တဖွေလုံးပြန်သွားတာမျိုးနဲ့ဘယ်စစ်နိုင်မလဲအဲ့ဒါကြောင့်မလို့အဲ့ဒါကိုအရှိတရားကိုကျွန်တော်ထောက်ပြတာဖြစ်တယ်သူတို့ကြိုက်ဖို့ကျွန်တော်စကားပြောတာမဟုတ်ဘူးသူတို့လိုချင်အောင်စကားလဲကျွန်တော်မပြောတတ်ဘူးစကားကိုချိုလဲကျွန်တော်မပြောတတ်ဘူးလိုအပ်တဲ့နေရာမှာချိုးနေအောင်ပြောပေးလို့ရတယ်လို့ဒီနေရာမှာအရှိတရားကိုကျွန်တော်ထောက်ပြတာဝေဖန်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဌာနဆိုင်ရာအသီးသီးအထူးတစ်ဖြတ်စပေါ်တာတွေ CC နဲ့ CP ကတော့အချိန်တိုင်းပြန်ပေါင်းမှာပဲမပေါင်းလို့မရဘူးချင်းထဲငါတို့ချင်းမရှိတယ်အဲ့ဒီကိစ္စတော့ကျွန်တော်နောက်ဆုံးအပိတ်မိခွန်းမှာအပိတ်မှာကျွန်တော်ပြောပေးမှာဖြစ်တဲ့အတွက်အခုကျွန်တော်ထောက်ပြတာဝေဖန်တာရိုင်းတယ်လို့ကြမ်းတယ်လို့ဖြစ်သွားတဲ့အရာတွေကဒါကကျွန်တော်ရင်ထဲလာတဲ့မျိုးချစ်စိတ်နဲ့ကျွန်တော်ပြောတာဖြစ်တယ်
ကျွန်တော်ကြောက်တူတယောက်ထိခိုက်သွားတယ်နာကျင်သွားတယ်ဆိုရင်လည်းကျွန်တော်မတတ်နိုင်ဘူးဒါကတော့ပြောရမယ့်စကားလုံးမလို့ကျွန်တော်ပြောတာအမုန်းခံပြီးမှပြောပေးတာဖြစ်တယ်ဆိုတာဒီထဲမှာကြည့်နေတဲ့ပရိသတ်အားလုံးကိုဒီရှိစေချင်တယ်အားလုံးကိုကျေးဇူးတင်တယ်